ဟာရာဘူဇာကန်လိုက်ပြီဆိုတာနဲ့စေဘာကြီးကိုနောက်ကနေတန်းပြီးပစ်တဲ့ကောင်လေးတွေကလည်းအခုချိန်ထိကိုရှီတုံးပဲလားဟာရာဘူဇာကိုစေဘာနဲ့ကောင်တာထားလို့ရတယ်ထင်နေတယ်မင်းရဲ့စိတ်ကလေးတွေကိုဒီဘက်မှာကိုကြီးကတော့ဖျောက်ပေးမယ်ငါကြီးအမေသူတို့ဘက်ကလည်းဒီကြားတဲ့ဆရာချောင်လေးကလည်းပါလာလိုက်သေးတယ်ဗျပါတီဆော့တာဆိုတော့လေဒီပွဲလေးကတော့အကျိတ်နဲ့ပွဲလေးတစ်ပွဲတော့ဖြစ်တော့မှအသေးချပဲပြဲပါမောင်စေဘာလေးကလည်းကိုကောင်တာထောက်တဲ့အနေနဲ့ပါလာပြီဆိုတော့ဒီပွဲလေးကတော့ဂယူးတစ်ဆိုင်နဲ့ဆော့ရတော့မှာပေါ့နော်ဒီတစ်ခါမှာတော့ဘလူးဘက်ကအပေါ်နာဗလေးတစ်ခုအရင်ဆုံးစားလိုက်ပါတယ်ဒီနဲ့ဂိုးလင်းလေးကိုဆင်းပြီးကန်ပေးရတော့မှာပေါ့ဗျာဒီလိုနဲ့ကိုကရဘတ်စားဖို့မေလိန်ရလေးဖြတ်လာနေတော့မေလိန်ကိုလန့်ရှို့လိုက်တော့ဇီတီတမာလေးနဲ့ဘယ်ဖြစ်နေတယ်မမလူးနို့စ်လေးကဆက်စီသွေးလေးနဲ့ဆိုတော့ဒါမျိုးကတော့ဘယ်လောက်မလဲဗျာရှာလေးတော့အတင်းပြေးပြီးတော့ဟီရိုကေတကောင်ကောက်စားလုပ်လိုက်တာဒီလိုနဲ့ဒုတိယလက်ကလေးကလည်းပေါ်နေပြီဆိုတော့ကိုဒီဖွဲ့ရတော့လက်ကလေးကိုအေးစီစီကေးနေတာပေါ့အေးစီစီကေးနေပါတယ်ဆိုကမှဆရာချောင်လေးကလည်းနောက်ကခြုံနေကနေရောက်လာပြီးတော့ကို့အတင်းကိုပြေးကန်တာဗျာဒါပေမဲ့ကိုရဲ့ရှယ်ရိုလာလေးတွေတုံးပြီးတော့အဲဒီလေးပြန်ပိုင်းချလိုက်တော့လေဆရာချောင်လေးတကောင်တော့ဟီရိုကေရလိုက်တာပေါ့အဲ့ဒါနဲ့ဘယ်လေးကိုဆက်ပြီးတော့လုံနေတော့မှပဲမမလူးနို့စ်လေးတို့ဖွဲ့ရ right တိုင်းရောက်လာတယ်ဆိုတော့ရာလေးတို့ကတော့ဟီရိုကေတကောင်ပြန်ပြီးပေးလိုက်ရတော့တာပေါ့ဒီလိုနဲ့ enemy blue bat ကြီးကလည်းပြပြကြီးနဲ့ရှိနေသေးတယ်ဆိုတော့ blue bat လေးကိုပါဆယ်ထုတ်ဖို့သွားနေနေရှေ့မှာလှမ်းတွေ့နေတဲ့မောင်စီပါလေးကိုပဲ share ထုတ်ထည့်ထားရင် blue bat လေးကိုလည်းတစ်ခါတည်းဆက်စားနေတာပေါ့မောင်စီပါလေးက Alice လေးကိုမြှောက်လိုက်ပြီးဆိုတော့လေဒါမျိုးကတော့ကို့အတွက်အခွင့်အရေးပဲလေအဲ့တော့လေမောင်စီပါလေးကိုလည်း hero kit တကောင်တတရားထည့်ပြီးတော့ရလိုက်တာပေါ့ဗျာဒီလိုနဲ့မလင်ရဘတ်တယ်လေးကိုအချိန်နေလန်းရှိုးနေနေအောက်မှာမောင်ဂရန်ဂျာလေးကကို့ဆိုနာတာလေးနဲ့ပြစ်နေတာတော်တော်လေးသူရဲ့ကိုင်းသွားပြီအဲ့ဒါနဲ့ကို့ရဲ့ AD ကလည်း3 second ဆိုတော့ AD လေးကိုစောင့်နေနေကိုဒီဘက်က Alice လေးကဝင်မေးထားတယ်ဆိုတော့လေဒါမျိုးကတော့ဘယ်လောက်မလဲဝင်ပြီးတော့ AD တွေပါတွေပိုင်းချလိုက်တော့ဒီဘက်ထဲမှာတော့ရာလေးကတပယ်ကြီးအလှလေးရလိုက်တာပေါ့ Alice လေးတကောင်ရင်းလိုက်ရတယ်ဆိုပေမဲ့လေတန်ပါတယ်လေဒီလိုနဲ့မောင်စီပါလေးကလည်းပျောက်ထားတယ်ဆိုတော့ကိုရီးယားရဲ့လော့အေးစီစီကီးနေပြီပေါ့အဲ့ဒါနဲ့ enemy ဘက်ကမောင်အသက်လက်လေးကအောက်လန်းကနေလာနေပြီဆိုတော့လမ်းတွေ့ထားတယ်ဆိုတော့လေ share လေးကိုနောက်ဖက်လေးပြန်ထုတ်ထားပြီးတော့အချိန်လေးရှုံးနေနေဒီလာလေးကိုပေါက်ပြလိုက်တော့လေကိုရီကင်းနေတဲ့လော့ကြီးကတော့ကိုရီအတွက်အေးစီစီရလိုက်တာပေါ့ဗျာဒီလိုနဲ့ကိုက rubber စားနေတော့ရှိသေးတယ်မောင်စီပါလေးကဟိုမှာတကောင်နဲ့လာပြီးတော့တိုင်ပတ်နေတာပြီးတော့လေဆက်စီသွေးလေးနဲ့ဆိုတော့ဒါမျိုးကတော့ရာလေးတို့အတွက်အံဝင်ခွင်ကြပေါ့ဗျာနောက်ထပ်ဂေးတကောင်ကောက်စားလုံးလိုက်တာပေါ့ရာလေးတို့ကလည်းတပွဲမှာတစ်ခါလောက်တော့လေဖော်ကင်လေးကယောဂရအောင်မှာဆိုတော့ဘော်လမ်းမှာတွေ့နေတဲ့ဆရာချောင်လေးကိုတကောင်နဲ့ဆိုပြီးအပိုင်တီးမယ်ဆိုပြီးသွားလှုပ်လိုက်တာအမလေးဗျာအဲ့ဒီကိုပိုင်းချလိုက်တာ link free တွေဖြစ်နေပါတယ်အဲ့ဒါနဲ့ခွေးပြေးဝက်ပြေးအသေးအံလေးပြန်ပြေးနေနေဆရာချောင်လေးကိုတကွက်ပြန်ပြမယ်ဆိုပြီးလှုပ်နေတော့မှပဲမောင်စီပါလေးက right တိုင်းရောက်လာပြီးတော့ကို့ကိုမြှောက်လိုက်တော့ရာလေးတို့ကဒီတစ်ခါမှလည်းရှောသွားပြီပေါ့ဗျာဒါပေမဲ့လည်းကိုကရှောပြီးလို့ကို့မှပြန်ထွက်နေတော့ရှိသေးတယ်ကိုဒီဘက်ကငါထန်ကောင်လေးတွေရဲ့လက်ဆက်လန်းနာကတော့ဗျာ enemy ကကောင်လေးတွေအကုန်လုံးဖျောက်ဖြစ်သွားပါတယ်ဒီလိုနဲ့ကိုကလည်း enemy တွေသတို့ရင်မသွားတော့ဘဲနဲ့ဒီကနေဂါတာလေးလှမ်းမုံနေလက်ညိုးလေးလှမ်းထိုးလိုက်တော့ enemy တွေသတို့ကြီးကလည်းကျိုးသွားပြီပေါ့အမလေးမမဇီတိတဲ့မာလေးကိုကြည့်ပါအောင်လေးပေါ်မှာတိုးလို့တန်းလန်းနေဗျာဘာပဲပြောပါဒီဘက်မှာလည်းမင်းသားလေးတို့အဖွဲ့ကတော့ထုံးစံတိုင်းပဲတတရာပဲ easy win ပဲပေါ့အဆုံးထိကြည့်ပေးခဲ့တဲ့ချစ်ကလေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာဂျာလေးရဲ့နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့တွေ့ကြမယ်နော်အားလုံးလည်းအများကြီးချစ်ပါတယ်ဗျာအဖွာ